မိဘပြည်သူများရှင် MSME ကဏ္ဍဟာကုန်ထုတ်လုပ်မှုရောင်းဝယ်မှုဝန်ဆောင်မှုစတဲ့ကဏ္ဍအားလုံးပါဝင်ပြီးတော့ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်အားပေးမြင့်တင်ခြင်းဟာပြည်တွင်းအသတင်းထုတ်လုပ်မှုတန်ဖိုး GDP ကိုမြင့်မားစေပြီးတော့နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်တစ်ပတ်တစ်လမ်းကနေများစွာအထောက်အကူပြုလျက်ရှိပါတယ်။ဒါကြောင့်မို့ဒီနေ့မှာတော့နိုင်ငံတော်သမ္မတရုံးသတင်းနဲ့ပြန်ကြားရေးဗျူရို PPIB ကနေမြန်မာနိုင်ငံရဲ့ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကတာဝန်ယူဆောင်ရွက်နေတဲ့စက်မှုနဲ့အသေးစားအငယ်စားအလက်စားနဲ့စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီတန်းနဲ့တွေ့ဆုံပြီးတော့ပြည်သူ့အတွက်သတင်းစကားဆိုတဲ့အစီအစဉ်ကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင်။ပြည်ထောင်စုဝန်ကြီးမင်္ဂလာပါရှင်။မင်္ဂလာပါဟုတ်ကဲ့ရှင်ဒီကနေ့မှာတော့ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီးဝန်ကြီးဌာနအနေနဲ့လှုပ်ဆောင်မှုတွေကိုအမေမြန်းခွင့်ပြုပါရှင်ကမ္ဘာအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများနဲ့အခမ်းအနားမှာနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ကနေပြီးတော့မြန်မာနိုင်ငံရဲ့ MSME ကဏ္ဍကနိုင်ငံစီးပွားရေးရဲ့90%အထိရှိနေပြီးတော့အဲ့ဒီစီးပွားရေးလုပ်ငန်းတွေကနေပြီးတော့မှအလုပ်ကိုင်ခွင့်လန်းရရှိမှု90%အထိကိုဖန်တီးပေးထားတယ်လို့မိန့်ခွန်းထဲမှာထည့်သွင်းပြောကြားခဲ့ပါတယ်ပြည်ထောင်စုဝန်ကြီးရှင်ဒါကြောင့်မို့ဒီနေ့မှာဆိုရင်တော့ပထမဆုံးမိန့်ခွန်းတစ်ခုအနေနဲ့မြန်မာနိုင်ငံရဲ့ MSME ကဏ္ဍရဲ့လက်ရှိအခြေအနေကိုဦးဆုံးသုံးသပ်ပြောကြားပေးစီလိုပါတယ်ရှင်ကမ္ဘာအသေးစားငယ်စားအလတ်စားစီးပွားရေးလုပ်ငန်းများနေပေါ့လေအဲ့ဒီခန္ဓာမှာနိုင်ငံတော်သမ္မတကြီးကနေပြီးတော့မိခွန်းမှာပါရှိတဲ့အတိုင်းမြန်မာနိုင်ငံရဲ့လက်ရှိစီးပွားရေးဖွံ့ဖြိုးမှုဖြစ်စဉ်မှာ MSME ကဏ္ဍဟာစီးပွားရေးအဓိကမောင်းနေတာဖြစ်ပါတယ်ဒီမြန်မာနိုင်ငံရဲ့လက်ရှိ MSME တွေရဲ့လုပ်ငန်းလည်ပတ်မှုလက်တွေ့အခြေအနေစင်ခုံမှုများနဲ့ရှေ့ဆက်လက်ဆောင်ရွက်မယ့်အစီအစဉ်တွေကိုကျွန်တော်ရှင်းလင်းဆွေးနွေးသွားမှာဖြစ်ပါတယ်MSME လုပ်ငန်းဟာမြို့ပြနဲ့ကြီးလက်မှာကျန်လုတ်ကင်နေမှာဖြစ်တဲ့အတွက်ကြီးလက်ဒေသဆင်းရဲနွမ်းပါမှုလျှော့ချရေးနဲ့ဒေသတွင်းမှာရှိတဲ့မိသားစုဝင်ငွေတိုးတက်ရေးအတွက်လည်းအဓိကအကျိုးပြုနေတာဖြစ်ပါတယ်ကျွန်တော်တို့ပြည်တွင်းမှာမှတ်ပုံတင်ထားတဲ့စက်ရုံအလုပ်ရုံများနဲ့စီးပွားရေးလုပ်ငန်းများရဲ့90%ကျော်ဟာ MSME များဖြစ်ကြပြီးတော့ပြည်တွင်းအဓိကကုန်ထုတ်လုပ်မှုဝန်ဆောင်မှုကုန်သွယ်မှုကိုမောင်းနှင်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဝန်ကြီးဌာနလက်အောက်မှာရှိတဲ့စက်မှုကြီးကြပ်တဲ့စစ်ဆေးဦးစီးဌာနမှာ31ရက်9လကျွန်တော်တို့ဒီ2016အထိ SME member card ယာယီမှတ်ပုံတင်လက်မှတ်ရရှိတဲ့လုပ်ငန်းစုစုပေါင်း92,925ခုရှိပြီးတော့ထုတ်လုပ်ရေးကဏ္ဍမှာ21,465ခုရောင်းဝယ်ရေးကဏ္ဍမှာ14,419ခုဝန်ဆောင်မှုကဏ္ဍမှာ8,382ခုနဲ့အခြားကဏ္ဍမှာ8,662ခုဖြစ်ပါတယ်ဒီလိုပဲကျွန်တော်တို့အခြားဌာနများမှာမှတ်ပုံတင်ထားတဲ့စီးပွားရေးလုပ်ငန်းပေါင်းက2သိန်းကျော်ရှိပါတယ်လက်ရှိ MSME တွေရဲ့လုပ်ငန်းလည်ပတ်မှုအခြေအနေကတော့စိုက်ပျိုးမွေးမြူရေးအခြေခံတဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်တဲ့ဒေတာအသီးသီးကထွက်တဲ့ထွက်ကုန်တွေကိုတမုံမြင့်ထုတ်ကုန် value added products အဖြစ်နဲ့ပြောင်းလဲထုတ်လုပ်တဲ့လုပ်ငန်းတွေကလက်ရှိမှာအများဆုံးဖြစ်ပါတယ် OROP လို့ခေါ်တဲ့ကျွန်တော်တို့ one region one product အစီအစဉ်အရဒေတာအလိုက်ကိုယ်ပိုင်ထုတ်ကုန်တွေကိုဖော်ထုတ်ပြီးတော့လက်ပတ်ထုတ်လုပ်နိုင်မှုအရှိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်ပေးလျက်ရှိပါတယ်ပြီးတော့သွင်းကုန်စားထုတ်တဲ့ပို့ကုန်မြင့်တင်လုပ်ငန်းတွေမှာလည်းပြည်ပကတင်သွင်းနေရတဲ့လူသုံးကုန်စိုက်ပျိုးရေးသွင်းအားစုတွေတဘာဝမြေဩဇာအစဆက်ဆက်တွေနဲ့လေယာသုံးစက်ကရိယာအစိပ်ပိုင်းတွေကိုလည်းပြည်တွင်းမှာသွင်းကုန်စားထိုး import substitution အဖြစ်နဲ့ထုတ်လုပ်မှုများပိုမျိုးအရှိန်ရလာနေပြီဖြစ်ပါတယ်ဒီတိုင်းပဲကျွန်တော်တို့ဒေသထွက်အထည်လိပ်လက်မှုတွေနဲ့စိုက်ပျိုးရေးထုတ်ကုန်ချို့ကိုလည်းပြည်ပစံချိန်စံညွှန်းတွေနဲ့အညီပို့ကုန်ဖြစ်နေတိုးမြင့်တင်ပို့နိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေရှိပါတယ်ပြည်တွင်းထုတ်ကုန်တွေပြည်ပဈေးကွက်ကိုထိုးဖောက်နိုင်ဖို့အရေးသွေးစီစဉ်မှုနဲ့အမှတ်တစိတ်စံချိန်စံညွှန်းတွေပုံမှုခိုင်မာဖို့လိုအပ်လျက်ရှိပါတယ်လက်ရှိရင်ဆိုင်နေရပြီးအဓိကစိတ်ခေါင်းမှုတွေဖြစ်တဲ့စက်ရုံအလုပ်ရုံတွေမှာလက်စစ်တာလုံးဝဆိုရရှိဖို့ solar system နဲ့အခြားပြန်လည်ပြည့်ဖြိုးမြစွမ်းရည်တွေကိုအသုံးချနိုင်ဖို့ဤပညာနဲ့ငွေကြေးအရင်းအနှီးများပံ့ပိုးဆောင်ရွက်ပေးလေလည်းရှိပါတယ်။ဒီတိုင်းမဲ့ကျွန်တော်တို့ယာတီလိုက်ကုန်ကျန်းရရှိမှုမှန်ကန်စေဖို့နဲ့အ
အရေးသွေးမိကုန်ကျန်းတွေလုံးလုံးဆော်ရရှိဖို့အတွက်လည်းသက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေကနေစီစဉ်ဆောင်ရွက်ပေးနေပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ခင်မီထုံပိုးမှုနည်းပညာနဲ့ဘာကုတ်စနစ်သတင်းချက်လက်နည်းပညာအသုံးပြုမှုတွေလိုအပ်လျက်ရှိတာကြောင့်ပံ့ပိုးပေးနိုင်ရေးလည်းဆောင်ရွက်လျက်ရှိပါတယ်။အသေးစားနဲ့ငယ်စားလုပ်ငန်းတွေအနေနဲ့ကအပေါင်ပစ္စည်းမလုံလောက်တဲ့အတွက်ကြောင့်မလို့ချင်းငွေအပြည့်အဝရှောက်ထားတဲ့နေရာမှာကြုံတွေ့ရတဲ့အခက်အခဲတွေများစွာရှိပါတယ်။နိုင်ငံတော်အစိုးရရဲ့ဗဏ္ဍာရေးဆိုင်ရာထောက်ပံ့မှုအနေနဲ့ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကတစ်ဆင့်သက်သာတဲ့အတုံးနှုန်းနဲ့ချင်းငွေတွေထုတ်ချေးပေးလျက်လည်းရှိပါတယ်။ CGI လို့ခေါ်တဲ့ Credit Guarantee Insurance ချွေးငွေအာမခံစနစ်ကိုအသုံးပြုပြီးတော့အပေါင်ပစ္စည်းခက်ခဲတဲ့အသေးစားလုပ်ငန်းရှင်တွေကိုဗန်တွေကတစ်ဆင့်ချေးငွေရအောင်ပံ့ပိုးပေးလျက်ရှိပါတယ်။ဈေးကွက်နဲ့နည်းပညာမြင့်တင်ခြင်းနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ MSME ပြပွဲနဲ့အယောင်းပွဲတို့လည်းစနစ်တကျကျင်းပပေးခြင်းအပြင်စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာထိတ်ဆက်မှုတွေကိုဖန်တီးပေးလျက်ရှိပါတယ်။ဒီပြင်နည်းပညာတက္ကသိုလ်တွေစက်မှုလက်မှုသိပ္ပံတွေနဲ့ဝန်ကြီးဌာနတွေပူးပေါင်းပြီးတော့စက်မှုနည်းပညာသင်တန်းတွေတမိုးဝင်းကြောင်းသင်တန်းတွေစီမံခန့်ခွဲမှုသင်တန်းတွေအလုပ်ကိုင်ကျွမ်းကျင်မှုသင်တန်းတွေကိုလည်းဖွင့်လှစ်ပေးလျက်ရှိပါတယ်။ရှေ့ဆောင်ရမယ့်အစီအစဉ်တွေကတော့ကျေးလက်စီးပွားရေးမြင့်တင်မှုအတွက်စိုက်ပျိုးမွေးမြူထုတ်ကုန်တွေကိုကုန်ကျန်းရောင်းချခြင်းတဲ့ကုန်ကျော်ထုတ်လုပ်တဲ့အထူးဆုံးတွေဒါမှမဟုတ် MSME စုံငယ်တွေဒေသလိုက်ဖော်ထုတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ MSME တွေနဲ့ online ကတစ်ဆင့်ဈေးကွက်ချက်ထွင်နိုင်ဖို့အတွက် digital နည်းပညာသုံးစွဲနိုင်မှုမြင့်တင်ဆောင်ရွက်ပေးလျက်ရှိပါတယ်။နောက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လက်ရှိ MSME ကဏ္ဍဟာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပေမဲ့လည်းနိုင်ငံတော်အစိုးရရဲ့ပံ့ပိုးကူညီမှုနဲ့အတူပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်နိုင်တဲ့အခြေအနေရှိတယ်လို့ကျွန်တော်ရှင်းပြလိုပါတယ်။ဟုတ်ကဲ့ပါပြည်ထောင်စုဝန်ကြီးရှင်အခုလက်ရှိမြန်မာနိုင်ငံမှာအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနဲ့လုပ်ငန်းကော်မတီတွေကိုဖွဲ့စည်းပြီးတော့ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေမှုတွေနဲ့ပတ်သက်ပြီးတော့လည်းသိပြရစီရှင်။ကောင်းပါခင်ဗျ။နိုင်ငံတော်အနေနဲ့ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနဲ့လုပ်ငန်းကော်မတီကိုကျွန်တော်တို့ဖွဲ့စည်းဆောင်ရွက်နေတဲ့အပြင်လုပ်ငန်းကော်မတီရဲ့အောက်မှာထောက်ကူပြုအဖွဲ့တွေဖြစ်တဲ့ MSME Agencyလုပ်ငန်းသုံးသပ်မှုအစီအစဉ်အဖွဲ့နဲ့ရန်ကုန်ငွေစီမံခန့်ခွဲမှုအဖွဲ့တို့ကိုစနစ်တကျကျွန်တော်တို့ဖွဲ့စည်းဆောင်ရွက်ရှိပါတယ်။ MSME ဘိုးကော်မတီကိုနိုင်ငံတော်သမ္မတကဦးဆောင်ပြီးတော့အဖွဲ့ဝင်25ဦး MSME လုပ်ငန်းကော်မတီကိုဒုသမ္မတ1ကဦးဆောင်ပြီးတော့အဖွဲ့ဝင်44ဦးနဲ့ထောက်ကူပြုအဖွဲ့များကိုသက်ဆိုင်ရာဝန်ကြီးဌာနများကဒုတိယဝန်ကြီးများဦးဆောင်ပြီးတော့ဌာနဆိုင်ရာများနဲ့အသင်းဖွဲ့များကိုယ်စားလှယ်များနဲ့ဖွဲ့စည်းဆောင်ရွက်ထားပါတယ်ဒေသဆိုင်ရာ agency များကိုတော့နေပြီးတော့တိုင်းဒေသကြီးပြည်နယ်အသီးသီးမှာဖွဲ့စည်းဆောင်ရွက်နေရှိပါတယ်။ MSME ဖွံ့ဖြိုးတိုးတက်ရေးဘိုးကော်မတီမှ MSME ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများနဲ့လမ်းညွှန်ချက်တွေကိုချမှတ်ပေးပါတယ်။လုပ်ငန်းကော်မတီရဲ့ဒီမူဝါဒတွေကိုအကောင့်ထဲပေါ်နိုင်ဖို့မဟာဗျူဟာလုပ်ငန်းစဉ်တွေကိုဆက်လက်ချမှတ်ပေးတာဖြစ်ပါတယ်။အဲ့ဒီမဟာဗျူဟာလုပ်ငန်းစဉ်တွေကိုအထောက်အကူပြုအဖွဲ့အသီးသီးနဲ့ဒေသဆိုင်ရာ agency တွေကအကောင့်ထဲပေါ်ဆောင်ရွက်နေရှိပါတယ်။ MSME ဖွံ့ဖြိုးရေးအတွက်အဓိကဆောင်ရွက်ချက်များအနေနဲ့ဒေသထွက်ကုန်စိုက်ပျိုးရေးမွေးမြူရေးထုတ်ကုန်တွေကိုကုန်ကျန်းအဖြစ်အသုံးပြုတဲ့ကုန်ထုတ်လုပ်ငန်းများကိုဦးစားပံ့ပိုးဆောင်ရွက်ပေးခြင်းလျှက်စစ်ဓာတ်အားနဲ့ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်တက်ဆင်အသုံးပြုနိုင်ရေးကူညီဆောင်ရွက်ပေးခြင်းထုတ်ကုန်များရဲ့အရေးသွေးမြင့်မားရေးအစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးထုတ်ပိုးမှုဒီဇိုင်းတိုးတက်စေဖို့အတွက်နည်းပညာသင်တန်းများဖွင့်လှစ်ပေးခြင်းတိုင်းဒေသကြီးနဲ့ပြည်နယ်လိုက် MSME ထုတ်ကုန်ပြပွဲနဲ့အယောင်းပွဲတော်ကျင်းပပေးခြင်းပြည်ရင်းပြည်ပကုန်စည်ပြပွဲများမှာပါဝင်ပြသနိုင်မှုချိတ်ဆက်ပေးခြင်း MSME လုပ်ငန်းရှင်များတရားဝင်မှတ်ပုံတင်နိုင်ရန်နဲ့သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များရရှိဖို့ပံ့ပိုးဆောင်ရွက်ပေးခြင်းနဲ့ငွေကြေးပံ့ပိုးမှုများဆောင်ရွက်ပေးခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။ MSME ချင်းငွေထုတ်ချေးပေးမှုများအနေနဲ့ပြောရမယ်ဆိုရင်တော့နိုင်ငံတော်ကနေပြီးတော့မတည်ရင်းနှီးငွေကျပ်180ဘီလီယံနဲ့ကျွန်တော်တို့ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကိုကျွန်တော်တို့ထူထောင်ထားရှိပါတယ်။အဲ့ဒီရန်ပုံငွေကနေပြီးတော့ကျပ်150ဘီလီယံကိုချင်းငွေအတွက်သုံးပြီးတော့ကျပ်20ဘီလီယံကိုတော့ MSME ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များအတွက်အသုံးပြုဆောင်ရွက်လျက်ရှိပါတယ်။ချင်းငွေထုတ်ချေးခြင်းအတွက်လိုအပ်တဲ့လုပ်ထုံးလုပ်နည်းများကိုလည်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။2026ဇူလိုင်လအထိလုပ်ငန်းရှင်253ဦးအတွက်ချင်းငွေကျပ်ကျွန်တော်တို့9955သန်းထုတ်ချေးထားပြီးဖြစ်ပါတယ်။ချင်းငွေထုတ်ချေးရတဲ့နေရာမှာလည်းတက်တာတဲ့အတုံးလုံးတစ်နှစ်ကို300ခိုင်နှုန်းကနေ900ခိုင်နှုန်းကန်ဖြစ်ပြီးတော့မြန်မာစီးပွားရေးဘဏ်မြန်မာလေယာဖွံ့ဖြိုးရေးဘဏ်နဲ့အခြားပုဂ္ဂလိကဘဏ်များမှတစ်ဆင့်ထုတ်ချေးပေးလျက်ရှိပါတယ်။အပေါင်ပစ္စည်းမလုံလောက်တဲ့အသေးစားငယ်စားလုပ်ငန်းများအတွက် Credit
guarantee insurance CGI ချင်းငွေအာမခံစနစ်နဲ့ချင်းငွေရရှိနိုင်မှုပံ့ပိုးပေးလျက်ရှိပါတယ် CGI စနစ်နဲ့အများဆုံးကျပ်သန်း90အထိထုတ်ချေးပေးနိုင်တာဖြစ်ပါတယ်ခြေကန်ဆောက်ဦးဝင်ပြိုလာမမျိုးပြချက်တရေလာပါတာယာငွေပင်ငွေရင်တဲ့ဝင်နိုင်တဲ့လုပ်ငန်းရှင်တွေညီနိုင်ခွဲဝေပါပြန်ဆိုဝင်ရှင်အခုဒီမြေပြင်မှာပေါ့နော် MSME လုပ်ငန်းငယ်လေးတွေကလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါမှာအခက်အခဲတွေရှိကြရတယ်ပေါ့ထုတ်ကုန်အမျိုးမျိုးရှိတယ်အဲ့ထုတ်ကုန်ပေါ်မှာမူတည်ပြီးတော့မှသူတို့ရဲ့အခက်အခဲလေးတွေရှိတဲ့အခါမှာဆိုရင်ရောဗဟိုကော်မတီလုပ်ငန်းကော်မတီနဲ့တိုင်းဒေသကြီးပြည်နယ်တွေမှာရှိတဲ့ agency တွေကနေပြီးတော့မှနှီးနွယ်ဝန်ကြီးဌာနတွေဒါမှမဟုတ်အဖွဲ့အစည်းတွေနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်ပေးနေလဲဆိုတာလေးလည်းသိပြရစီရှင်ဟုတ်ကဲ့ခင်ဗျလက်ရှိမြေပြင်မှာအမှန်တကယ်လုပ်ကိုင်နေကြတဲ့ MSME လုပ်ငန်းရှင်များကြုံတွေ့နေရတဲ့အခက်အခဲတွေကို MSME လုပ်ငန်းကော်မတီတိုင်းဒေသကြီးပြည်နယ် agency တွေမှာပါဝင်တဲ့ဌာနများအသင်းဖွဲ့များနဲ့ပူးပေါင်းပြီးတော့ပေါင်းစပ်ဖြည့်ရှင်းဆောင်ကျွန်တော်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ချင်းငွေနဲ့မတ္တိရင်းနှီးငွေရရှိရေးနဲ့ပတ်သက်ပြီးတော့ MSME ရန်ကုန်မှာထုတ်ချေးတဲ့ချင်းငွေအစီအစဉ်မှာချင်းငွေလျှောက်ထားတဲ့လုပ်ငန်းများမှာမြေပြင်မှာအမှန်တကယ်လက်ပတ်ချင်းရှိမရှိဒေသဆိုင်ရာ agency များမှာဖွဲ့စည်းထားတဲ့သက်ဆိုင်ရာဌာနများနဲ့ဗန်များမှာကိုယ်စားလှယ်များပါဝင်တဲ့ချင်းငွေစီစီအဖွဲ့တွေကနေကွင်းဆင်းစစ်ဆေးခြင်းချင်းငွေထောက်ခံချက်များထုတ်ပေးခြင်းတို့ဆောင်ရွက်ပေးလျက်ရှိပါတယ်။သက်ဆိုင်ရာချင်းငွေအမှုရဲများကို MSME agency နဲ့ရန်ကုန်ငွေစီမံခန့်ခွဲရေးအဖွဲ့တို့ကအစဉ်စဉ်စီစစ်ပြီးလုပ်ငန်းကော်မတီရဲ့ချင်းငွေခွင့်ပြုမိန့်ကိုထုတ်ပေးခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးချင်းငွေပမာဏတိုးမြင့်ထုတ်ချေးပေးနိုင်ရေးနဲ့လွယ်ကူလျင်မြန်စွာလျှောက်ထားနိုင်မှုတို့ကိုလည်း MSME digital lending application စနစ်တွေကိုလည်းကျွန်တော်တို့သက်ဆိုင်ရာဌာနအဖွဲ့အစည်းနဲ့ဗန်များနဲ့ပူးပေါင်းပြီးတော့အကောင့်တွေပေါ်သွားမှာဖြစ်ပါတယ်။မြေနေရာရရှိရေးနဲ့ဒေသဆိုင်ရာ agency တွေကထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလေယာဉ်မြေစီမံခန့်ခွဲရေးနဲ့စီရင်ဦးစီးဌာနတို့ရဲ့အဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးတော့ MSME လုပ်ငန်းရှင်များမြေနေရာလိုအပ်ချက်တင်ပြလာမယ်ဆိုလို့ရှိရင်ဥပဒေလုံထုံးလုံနည်းနဲ့ညီမြေအသုံးချခွင့်မြေငှားကြရန်နဲ့စက်မှုလုပ်ငန်းလုပ်ကိုင်ခွင့်တွေရရှိအောင်လို့လည်းညှိနှိုင်းကျွန်တော်တို့ဆောင်ရွက်ပေးရရှိပါတယ်။လျှက်စစ်မီရရှိရေးနဲ့ပတ်သက်လို့တိုင်းဒေသကြီးပြည်နယ် MSME agency တွေမှာသက်ဆိုင်ရာဌာနတာဝန်ရှိသူတွေကိုယ်တိုင်အဖွဲ့ဝင်ဖြစ်ပါဝင်ပြီးတော့စက်ရုံလုပ်ရုံမီးရရှိရေးနဲ့ transformer တက်ဆင်ခွင့်လျှောက်ထားမှုတွေကိုလည်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီပြင်လက်စစ်တာလိုအပ်ချက်ရှိနေတဲ့ MSME လုပ်ငန်းရှင်တွေကို solar system တက်ဆင်အသုံးပြုနိုင်မှုတို့ကိုဤပညာငွေကြေးပံ့ပိုးမှုကိုသက်ဆိုင်ရာ agency များကနေပြီးတော့ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ဈေးကွက်ရရှိရေးအနေနဲ့ပြည်ထောင်စုအဆင့်တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်နဲ့ခရိုင်အဆင့် MSME ထုတ်ကုန်ပြပွဲပြန်ပွဲများမှာဈေးအောင်ပွဲတော်များအခါအားလျော်စွာကျင်းပပြုလုပ်ပေးခြင်းနဲ့ဈေးကွက်ချိတ်ဆက်ပေးခြင်း e-marketplace platform တည်ထောင်ပြီးတော့ MSME ထုတ်ကုန်များပါဝင်ပြသရောင်းချနိုင်စီစဉ်ဆောင်ပေးခြင်းအစားအသောက်နဲ့ဆေးဝါးကုတ်ကဲဦးစီးဌာန FDA သူတည်တနာနဲ့တီထွင်စတင်မှုဦးစီးဌာနတို့နဲ့ပူးပေါင်းပြီးတော့ကုန်ပစ္စည်းများရဲ့အရေးသွေးထိန်းသိမ်းခြင်းဘားကုတ်အမှတ်တစိတ်တက်ဆင်ခြင်းခေတ်မီထုတ်ပိုးမှုဒီပညာသင်တန်းများစံချိန်စံညွှန်းဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးပွဲများကျင်းပပေးပြီးတော့ပြည်တွင်းပြည်ပဈေးကွက်ကိုထိုးဖောက်နိုင်အောင်ကူညီပေးလျက်ရှိပါတယ်ပြီးခဲ့တဲ့ရက်တရာကာလအတွင်းမှာနေပြီးတော့တိုင်းဒေသကြီးနဲ့ပေါင်းပြီးတော့တိုင်းဒေသကြီးပြည်နယ်အသီးသီးမှာ agency နာယကဝန်ကြီးချုပ်များနဲ့အဖွဲ့ဝင်များ MSME လုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေးပွဲများကျင်းပပြုလုပ်ခဲ့ပြီးလုပ်ငန်းရှင်များရဲ့မြေပြင်ခက်ခဲတွေကိုပုံမှန်နဲ့တင်ပြစီပြီးတော့ပေါင်းဆက်ဖြည့်ချင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်လုပ်ငန်းရှင်များတူးချင်းရင်ဆိုင်နေရတဲ့ခက်ခဲတွေကိုအစုအဖွဲ့တွေအဖြစ်စုဖွဲ့ပေးပြီးတော့ခွင့်လန်းတဲ့စိန်ခေါ်မှုတွေကိုအစုဖွဲ့လိုက်စွမ်းအားနဲ့ဖြည့်ရှင်းနိုင်ကြောင်းလုပ်ငန်းရှင်များသိရှိနိုင်ရန်ရှင်းလင်းဆွေးနွေးဆောင်ရွက်ပေးလျက်ရှိပါတယ်ဆိုတော့ပြောကြားလိုပါတယ်ဟုတ်ကဲ့ရှင်နိုင်ငံတော်သမ္မတရုံးတရင်နဲ့ပြန်ကြားရေးဘီရို PPIB ကနေပြီးတော့မှမေးခွန်းနေမေးမြန်းခဲ့တဲ့အပေါ်မှာပြည့်ပြည့်စုံစုံနဲ့ပြည်ထောင်စုဝန်ကြီးကဖြေကြားပေးခဲ့ပါတယ်ရှင်ပြည်ထောင်စုဝန်ကြီးအနေနဲ့ဖြည့်ဆွက်ပြောကြားလိုတာများရှိမယ်ဆိုလို့ရှင်လည်းပြောကြားပေးပါအောင်ရှင်ကျွန်တော်တို့နိုင်ငံရဲ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်ပြည်တွင်း MSME လုပ်ငန်းတွေကစီးပွားရေးရဲ့ပင်မကြော်ရိုးမှန်တိုင်းဖြစ်ပါတယ် MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ပြီးတော့ကုန်ထုတ်လုပ်မှုစွမ်းအားမြင့်မားလာတာနိုင်ငံတော်ရဲ့စီးပွားရေးခိုင်မာအားကောင်းလာဖို့အဓိကအချက်ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ပြည်သူများနဲ့ MSME လုပ်ငန်းရှင်များတို့ပြောကြားလိုတာကတော့မိမိတို့ရဲ့ထုတ်ကုန်တွေဈေးကွက်မှာရေရှည်ရပ်တည်နိုင်ဖို့အတွက်အရေးသေးနဲ့စံချိန်စံညွှန်း
မိမှုဘေးရန်ရဲ့ကိရှင်းမှုနဲ့တိုက်ရလှပတဲ့ထုတ်ပိုးမှုပုံစံတွေကိုအမြင့်ပြတ်အဆင့်မြင့်တင်ကြဖို့နောက်ကခင့်တဲ့လျော်ညီတဲ့စီးပွားရေးဝန်းကျင်မှာရှင်သန်ရပ်တည်နိုင်မှုအတွက်က digital နည်းပညာများ digital ငွေပေးချေမှုစနစ်များ e-commerce နဲ့ဈေးကွက်တွေနဲ့စက်မှုနည်းပညာအသစ်တွေတီထွင်ဖန်တီးမှုအသစ်တွေနဲ့ရဲဝံ့စွာသုံးစွဲဆောင်ရွက်ကြဖို့နောက်တစ်ခါနိုင်ငံတော်အစိုးရကနေပံ့ပိုးပေးနေတဲ့အတူတုံးသက်သာတဲ့ချင်းငွေတွေအခွန်အခဆိုင်ရာဖြည့်လျှော့မှုတွေနည်းပညာသင်တန်းတွေနဲ့ပြပွဲဈေးကွက်အခွင့်အလမ်းတွေကိုပြည့်ဝစွာရရှိနိုင်မှုအတွက်မိမိတို့ရဲ့လုပ်ငန်းတွေကိုတရားဝင် MSME မှတ်ဖို့နဲ့လျှောက်ထားခြင်းတွေကိုဆောင်ရွက်ကြဖို့ကျွန်တော်အထူးတိုက်တွန်းလိုပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့မိမိတို့နိုင်ငံသူနိုင်ငံသားများအနေနဲ့ပြည်တွင်းမြေ MSME ထုတ်ကုန်တွေကိုဂုဏ်ယူစွာနဲ့ဦးစားပေးဝယ်ယူအသုံးပြုပေးကြဖို့မြစ်တရားခံလိုပါတယ်။ပြည်သူတွေရဲ့အားပေးမှုကပြည်တွင်းလုပ်ငန်းရှင်များအတွက်ကြီးမားဆုံးသောခွန်အားနဲ့စီးပွားရေးတွန်းအားတစ်ရပ်ဖြစ်ပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ MSME လုပ်ငန်းရှင်များစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ဖို့မူဝါဒဆိုင်ရာလွယ်ကူချောမွေ့မှုတွေအခြေခံအဆောက်အအုံလိုအပ်ချက်တွေအရင်းအနှီးနဲ့နည်းပညာတွေကိုစဉ်ဆက်မပြတ်ဖြည့်ဆည်းပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ပြည်သူများနဲ့ MSME လုပ်ငန်းရှင်များရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့မြန်မာ MSME ထုတ်ကုန်တွေကိုနိုင်ငံတကာအဆင့်အထိတက်လှမ်းနိုင်ဖို့လက်တွဲဆောင်ရွက်သွားကြပါစို့လို့တိုက်တွန်းပြောကြားပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ပြည်သူ့ဝန်ကြီးရှင်။ဒီနေ့မှာနိုင်ငံတော်သမ္မတရုံးသတင်းနဲ့ပြန်ကြားရေးဗျူရို PPIB ကမေးမြန်းသမျှမေးခွန်းတွေကိုစိတ်ရှိလက်ရှိနဲ့ဖြေကြားပေးခဲ့တဲ့အတွက်ပြည်ထောင်စုဝန်ကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ခင်ဗျ။ဟုတ်လို့ကောင်းပါပြီ။မိဘပြည်သူများရှင်နိုင်ငံတွင်းကုန်ထုတ်လုပ်မှုစွမ်းအားကိုမြင့်တင်ပြီးတော့တွင်းကုန်အစားထိုးခြင်းနဲ့ပို့ကုန်ဦးတည်တဲ့ကုန်ထုတ်လုပ်မှုတွေကိုဦးတည်ဆောင်ရွက်ခြင်းအပြင်အမိကိုကင်းပြီးတော့ခိုင်မာတောင့်တင်းတဲ့နိုင်ငံစီးပွားရေးကိုတည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ MSME လုပ်ငန်းရှင်များအတွက်စက်မှုနဲ့အသေးစားအငယ်စားအလတ်စားနဲ့စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနဲ့တွေ့ဆုံပြီးတော့မှတ်တမ်းတင်ရိုက်ကူးလိုက်တာဖြစ်ပါတယ်။ PPIB ကကျွန်မအိမ်မွန်ကျော်ပါ။ကျေးဇူးတင်ပါတယ်ရှင်။ အမျိုးသားပြည်လုံးချမ်းသာကိစ္စပြီးတလန်ကျလန်ရဲ့ရှိကိုချီရပန်းနိုင်ရောက်အောင်ချီရွှေငွေဆန်ရဲ့ပေါ်ပါသည်ရွှေငွေဆန်ရဲ့ပေါ်ပါသည်ဝင်ပြတိုးတက်ကြွယ်ဝဦးတည်လာတော်မူ